UN DGC နဲ့ဆက်ဆက်တဲ့ NGO ဖြစ်တဲ့အပြည်ပြည်ဆိုင်ရာ We Love You Foundation ဟာဥက္ကဋ္ဌဂျန်ဂီဂျာရဲ့အယူဝါဒကိုလိုက်နာပြီးကမ္ဘာရွာရဲ့ပျော်ရွှင်တဲ့အနာဂတ်အတွက်ကြိုးပမ်းနေပါတယ်။ရည်မှန်းချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ We Love You ဟာ68ကြိမ်မြောက်ကုလသမဂ္ဂအရက်ဖက်လူဖွဲ့စည်းညီလာခံမှာကမ္ဘာလုံးဆိုင်ရာပြဿနာတွေကိုဖြေရှင်းဖို့ workshop နဲ့ပြခန်းတွေပြင်ဆင်ပြီးပါဝင်ခဲ့ပါတယ်။ဒီလိုနဲ့ရေရှည်တည်တံ့ပြီးပျော်ရွှင်စရာကောင်းတဲ့မျှော်မှန်းချက်တွေတင်ပြခဲ့ကပြည်သူတွေနဲ့အရာရှိတွေရဲ့အသိပညာကိုမြင့်တင်ပေးခဲ့ပါတယ်။ And it is happening at a particular course. You have an uncle. You are winning. How come they want me? We Love You Foundation ဟာရေရှည်တည်တံ့ပြီးပျော်ရွှင်စရာကောင်းတဲ့အနာဂတ်ကိုဖန်တီးဖို့အတွက် workshop နဲ့လက်တွေ့စမ်းသပ်ခန်းတွေကိုပြင်ဆင်ထားခဲ့ပါတယ်။ကုလသမဂ္ဂရဲ့ရည်မှန်းချက်ပန်းတိုင်ကိုပြည်သူတွေစီအသိပေးဖို့ညီလာခံကိုကျင်းပခဲ့ပါတယ်။အရက်ဖက်အဖွဲ့အစည်းတွေအစိုးရတွေနဲ့ပညာရေးနယ်ပယ်ကအကြီးအကဲတွေတက်ရောက်ခဲ့ကြပြီးအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။အထူးသဖြင့်ဟေတီကိုမျှော်လင့်ချက်အလင်းပိုခြင်းပြခန်းဟာလျှက်စစ်မီးပြတ်တောက်မှုကြောင့်ညဘက်မှာစာမတင်ကြားနိုင်တဲ့ဟေတီကျောင်းသားတွေရဲ့လက်တွေ့ဘဝကိုကိုယ်တိုင်တွေ့ကြုံခံစားဖို့ပြင်ဆင်ထားပါတယ်။ It was immersive. I walked in and I was drawn in because it was this fun and it was dark inside and I could see candles and I thought I'm entering another world. I've heard about this where to be in a situation where there's no light or not enough or intermittent, but to see the difference. လျှက်စစ်မီးပြတ်တောက်မှုကြောင့်ညဘက်မှာစာမတင်ကြားနိုင်တဲ့ဟေတီကျောင်းသားကျောင်းသူတွေအတွက်ဥက္ကဋ္ဌဂျန်ဂီဂျာဟာဟေတီရဲ့ဆိုးရွားတဲ့အခြေအနေကိုလူအများသိအောင်မိသားစုလမ်းလျှောက်ပွဲကိုကျင်းပခဲ့ပြီးဟေတီမှာတပ်မွေးပညာသင်ကျောင်းကကျောင်းသားတွေကိုနေအောင်ကြည်စွမ်းရင်သုံးမီးပုံ3000လူတန်းခဲ့ပါတယ်လူတယောက်ကစတင်ခဲ့တဲ့ဟေတီကိုမျှော်လင့်ချက်အလင်းပို့ခြင်းစီမံကိန်းဟာကုလသမဂ္ဂအရက်ဖက်လူဖွဲ့စည်းညီလာခံမှာတက်ရောက်လာတဲ့လူများစွာရဲ့စိတ်နှလုံးကိုထိမိခဲ့ပါတယ်။ Thank you for thinking about those people that the society have forgotten. Thank you for bringing light to the darkest moments of people of Haiti. That is something that's so simple that we can work to change, and that this experience really taught me about maybe focusing more on the simple things and maybe donating more to those kind of causes, because the immense difference that something as simple as a lamp can make is kind of insane. ပျော်ရွှင်မှုဆိုတာအဝေးကြီးမှရှိတာမဟုတ်ပါဘူး။ဥက္ကဋ္ဌဂျန်ဂီဂျာဟာအခက်အခဲထဲမှာရှိတဲ့အိမ်နီးချင်းတွေကိုကူညီဆောက်ရှောက်ပေးခြင်းကနေပျော်ရွှင်မှုဖြစ်ပေါ်လာတယ်လို့သင်ကြားပေးပါတယ်။ဒါဟာပျော်ရွှင်စရာကောင်းတဲ့အနာဂတ်ကိုဖန်တီးဖို့အတွက်ကျွန်တော်တို့ဘာတွေလှုပ်ဆောင်တင်တယ်လဲဆိုတာကိုလမ်းညွှန်ပေးနေပါတယ်။ Chairwoman, thank you. Thank you for what you're doing around the world. Thank you for having that love for everyone, for spreading love, for bringing people together and eliminating any barriers that you may have, for building a better world, building a strong, inclusive, and resilient communities that are inclusive for everyone and that we really feel it. I feel the love. I truly feel the love. So thank you. We love you. We love you. ဥက္ကဋ္ဌဂျန်ဂီဂျာနဲ့ We Love You ဖွဲ့ဝင်တွေဟာအမေရဲ့စိတ်နှလုံးအဖြစ်ကမ္ဘာရွာကလူတွေကိုဂရုစိုက်ကြပါတယ်။ We Love You Foundation ဟာလူတိုင်းပျော်ရွှင်တဲ့အချိန်ထိရေရှည်တည်တံ့ပြီးပျော်ရွှင်စရာကောင်းတဲ့အနာဂတ်အတွက်ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်။